မှာပြန်လဲလို့ရပြီလား ပြန်လဲပြီး25ရက်စနေတုန်းကဂျင်ကအကိုရီအမရီနဲ့အတူတူထပြီးခဲ့တဲ့ vlog လေးပါကျွန်တော်တို့9နာရီ7နှစ်ကနေအိမ်ကနေစထွက်ပါတယ်ဆိုတော့ကျွန်တော်တငယ်ချင်းကားနဲ့စပြီးတော့ထွက်ပါတယ်ဒါကတော့စီးပွားရေးတက္ကသိုလ်ရှိကကျွန်တော်တို့စိမ့်လက်ဆိုပြီးမှကျွန်တော်တို့လူစုတာဖြစ်ပါတယ်ဒီမှာဆိုရင်တော့မှကားတွေတော်တော်များများရောက်နေပြီပေါ့နော်ဆိုတော့ဒီမှာလမ်းလျှောက်တဲ့သူတွေလည်းတော်တော်များတယ်ဒီမှာကားတွေတောင်မှပြည့်လူနေပါဖြစ်နေပြီပေါ့နော်ဒါကတော့ကျွန်တော်တို့စထွက်ပြီပေါ့နော်အင်းအားကံမောင်းကနေစပြီးတော့ထွက်တယ်ရှေ့ကတော့ကျွန်တော်တို့ next level fitness ကအကို2ယောက်ကနေပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်တို့ train ပေးတာဖြစ်ပါတယ်အမှကျွန်တော်တို့စပြီးတော့ jogging ပြေးရတယ်ပေါ့နော်အမှတော့အကိုတွေပြောပြတာဆိုရင်ဒီမှာပြေးနိုင်တော့လဲအရင်မပြေးနေပေါ့နော်ဘာလို့လဲဆိုတော့သူကနည်းနည်းဝီးရပေါ့နော်ကျွန်တော်အင်အားကန်တစ်ဖက်ပြေးရဖြစ်တဲ့အတွက်ကြောင့်ဆက်စချင်းမှာလဲကိုက energy ကိုချွေထားပြီးတော့ jogging လောက်ပဲပြေးပေါ့နော် jogging လောက်ပဲပြေးဆိုပြီးတော့ကျွန်တော်တို့စပြီးတော့ train ပါတယ်ဒီမှာတော့ကျွန်တော်တို့ camp မှာပြေးပြီးတော့ပြေးလိုက်လဲလျှောက်လိုက်ပြေးလိုက်လဲလျှောက်လိုက်သွားတာပေါ့နော်ဒါပေမဲ့လမ်းကြာကြီးလျှောက်လို့လည်းမရပါဘူးလမ်းကြာကြီးလျှောက်လို့ရှိရင်လည်းကျွန်တော်တို့ဒါ9နာရီခွဲထက်ကျော်သွားပြီးတော့နေပူတာတို့ကားများလာတာဖြစ်တယ်လို့ပါဒါကတော့ကျွန်တော်တို့ jogging ပြန်ပြေးပါတယ်ကျွန်တော်တို့ပြေးတဲ့ပုံစံလည်းနီးစနစ်ကြဖို့လိုပါတယ်ဒီ next level ကအကိုရီကနေပြီးတော့ကျွန်တော်တို့ပြောပြပေးတာက1 to 10 second လောက်ပထမဆုံး jogging နဲ့ပြေးပြီးလို့ရှိရင်လမ်းပြန်လျှောက်ပြီးလို့ရှိရင်1 to 20 second လောက်ပြေးပြီးလို့ရှိရင်လမ်းပြန်လျှောက်ပြီးရင်တော့1 to 30 second လောက်ပြေးပြီးလို့ရှိရင်လမ်းပြန်လျှောက်ပေါ့နော်အဲ့လိုနဲ့တပြေးပြေးနဲ့ကိုရဲ့ပြေးချိန်ကိုပို့ပြီးတော့တိုးလောင်အောင်လုပ်ပြီးတော့ကျွန်တော်တို့ train ပေးရဖြစ်ပါတယ်ဒီမှာဆိုရင်ဒါကတော့ပြည်လမ်းပေါ်ပေါ့နော်ပြည်လမ်းပေါ်မှာကျွန်တော်တို့လမ်းလျှောက်တယ်တခြားလမ်းလျှောက်တဲ့သူတွေလည်းတော်တော်လေးတော့ရှိနေပြီပေါ့နော်အဲ့မှာဆိုရင်ကားတွေကတော့ရှင်းပြီးရမနက်ပိုင်းဆိုတော့အေးလေးနဲ့လို့ပြေးလို့တော်တော်လေးကောင်းတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ point စီကိုပြေးနေတာပေါ့နော် point စီကိုပြေးတယ်ပြီးလို့ရှိရင်လမ်းလျှောက်မယ်ပြေးတယ်လမ်းလျှောက်တယ်အဲ့လိုပုံစံမျိုးလေးနဲ့သွားတာပါကျွန်တော်တို့ point ကိုရောက်ခံနေမှာပဲ6နာရီနဲ့4မိနစ်ဖြစ်နေပြီပေါ့နော်အဲ့ချိန်မှာတော့စပြီးတော့လင်းလာပေါ့နော်တပြေးပြေးနဲ့တော့စပြီးတော့လင်းလာပါပြီလူနည်းနည်းရှင်းတော့ပေါ့နော်အမှကျတော့ပြေးရတာအဆင်ပြေတယ်တခြားပြေးတဲ့သူတွေပဲရှိရပေါ့နော်ဒီလိုလမ်းသွားလမ်းလာတိတ်မရှိတော့ကျွန်တော်တို့ပြေးရတာတော်တော်လေးအဆင်ပြေပါတယ်ဒါကတော့ကျွန်တော်တို့ပါရမီလမ်းပေါ်ရောက်လာပါပြီပါရမီလမ်းပေါ်မှာလည်းပြေးနေတဲ့သူတွေရှိနေပါပြီအမှတချို့ကမီးတွေနဲ့ပြေးနေတဲ့သူတွေလည်းရှိပါတယ်ဆိုတော့ပြေးတဲ့သူချင်းချင်းနှုတ်ဆက်ကြတာလဲဒါကတော့ကာချက်တစ်ခုပါပဲမနက်ပိုင်းထပြေးတဲ့ကာချက်တစ်ခုပေါ့နော်ဒါကတော့ကျွန်တော်တို့ပါရမီဘက်ကိုဆက်ပြီးတော့ပြေးပါတယ်ဒီပါရမီကနေပြီးတော့မှဟိုတယ်ပါရမီပေါ့နော်ဟိုတယ်ပါရမီရှိရလမ်းကြားလေးတွေကနေကျွန်တော်တို့ဝင်ပြီးတော့ပြေးမှာဖြစ်ပါတယ်ဒီပါရမီလမ်းမပေါ်ကနေတော့မပတ်တော့ဘူးပေါ့နော်ကျွန်တော်တို့ဒါက first experience ဖြစ်တဲ့အတွက်ကြောင့်အဘက်ကနေပတ်လို့ရှိရင်ကျွန်တော်နည်းပိုဝေးသွားတယ်ပေါ့နော်ဆိုတော့ hotel ပါရမီရှိရကျွန်တော်လမ်းကြားတွေကနေဝင်ပြီးတော့ပြေးမှာဖြစ်ပါတယ်ကျွန်တော်တို့လမ်းကြားကနေပြီးတော့ white swan ကနေဖြတ်ပြီးတော့ကပိုင်းဖျားလမ်းပေါ်တက်မှာဖြစ်ပါတယ်အမှလည်းလမ်းကြားထဲမှာလည်းတော်တော်ပြေးရတဲ့သူတွေညာနေပါပြီဒါကတော့ကျွန်တော်တို့ကပိုင်းဖျားလမ်းမပေါ်တက်ဖို့အတွက်ပြေးနေတာပါဒီမှာလည်းကျွန်တော်တို့ပြေးလိုက်လမ်းလျှောက်လိုက်နော်အဲ့လိုပုံစံမျိုးနဲ့ပဲသွားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အင်ရကန်တစ်ဖက်ကကျွန်တော်တို့တစ်ခါမှအဲ့လောက်အကြာကြီးမလျှောက်ဘူးပေါ့နော်။အဲ့လောက်ကြာကြီးလည်းမပြေးဘူး။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဖြည်းဖြည်းချင်း train ပြီးတော့သွားရတာဖြစ်ပါတယ်။ဒါကတော့ကဘာကြီးဖျားလမ်းပေါ်ရောက်ပါပြီ။ကဘာကြီးဖျားလမ်းပေါ်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့လမ်းပြန်လျှောက်ရပါတယ်။မနက်ခင်းကကဘာကြီးဖျားလမ်းပေါ်မှာဆိုတော့ပေါ့နော်တော်တော်လေးလာတယ်ပေါ့နော်ကားတွေကလည်းရှင်းနေတော့မှရှိသေးတယ်အမှလမ်းလျှောက်တဲ့သူတွေပြေးတဲ့သူတွေပေါ့နော်ဒီလိုမျိုးလူတွေပဲရှိနေပါသေးတယ်ကျွန်တော်တို့ကဘာကြီးဖျားလမ်းပေါ်ကအင်အားကံပေါင်ရောက်တဲ့အခါမှာအင်အားကံပေါင်ကနေတက်ပြီးတော့ရှောက်မှာဖြစ်ပါတယ်အဲ့တော့မှဒါရေမြင်လေးကိုကျွန်တော်တို့ကြည့်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အင်အားကံပေါင်ကနေတက်လျှောက်တဲ့အတွက်ကြောင့်ပို့ပြီးတော့လည်းအနေရကင်းနေပေါ့နော်ဆိုတော့ကျွန်တော်တို့အပေါ်ကနေပြီးတော့တက်လျှောက်မှာဖြစ်ပါတယ်အင်အားကံပေါင်မှာဆိုလည်းအဲ့ချိန်မှာဆိုရင်လူတွေများနေပေါ့နော်လဲလျှောက်တဲ့သူတွေပြေးတဲ့သူတွေလေးချင်ကလုပ်တဲ့သူတွေပေါ့နော်အသက်အရွယ်မရွေးတွေ့ရမှာဖြစ်ပါတယ်ဒီလိုကဘာကြီးဖျားလမ်းပေါ်ကအင်အားလမ်းကားပါကင်နည်းနည်းကြော်တဲ့အချိန်မှာတော့ကျွန်တော်တို့အုပ်စုလိုက်ပေါ့နော်ယောဂကားတဲ့သူတွေသချင်းလေးတွေဖွင့်ပြီးတော့လေးချင်ကလုပ်တဲ့သူတွေကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့မှာလည်းကျွန်တော်တို့အုံးရီရောင်းတဲ့သူတွေလည်းတွေ့ရပါတယ်အုံးရီဆိုရင်အမှတော်တော်လေးရောင်းရပါတယ်ဒါကလည်းတကယ် business အမြင်ရှိတဲ့သူတွေဖြစ်ပါတယ်ဒီလိုမျိုးမောနေတဲ့အချိန်မှာအုံးရီကိုတော်တော်များများဝယ်နေကြတာလေးကိုတွေ့ရပါတယ်ဆိုတော့တကယ်ကိုproblem တကယ်ကို pain ဖြစ်နေတဲ့အချိန်မှာတကယ်ဒီလိုမျိုးအုံးရည်ဆိုတဲ့ solution ကိုပေးလိုက်တဲ့ business ဖြစ်တဲ့အတွက်ကြောင့်
ဒီ business ကလည်းတော်တော်လေးကိုကောင်းတဲ့ business တစ်ခုဖြစ်မှာပါကျွန်တော်တို့ဂျင်ကတခြားသူတွေကိုစောင့်နေနေအေးကကဘာပေါ်မှာခဏထိုင်ပြီးတော့ကျွန်တော်တို့နားပါတယ်ဒီတက်လို့ရိတ်တာလမ်းပေါ်ရောက်တဲ့အချိန်မှာတော့ next server က owner လည်းဖြစ်တဲ့ကိုထွန်းနဲ့အတူတူပြေးဖြစ်ပါတယ်ကိုထွန်းနဲ့ဒီလိုပြေးပြီးတော့စကားတွေလည်းအများကြီးပြောဖြစ်ပါတယ်ကိုထွန်းကလည်းစကားတွေပြောရင်းနဲ့ကျွန်တော်ကို train ပေးပါတယ်ဘယ်လိုမျိုး train ပေးလဲဆိုရင်ဒီဗီဒီယိုရှေ့မှာပြောခဲ့သလိုပါပဲ10စက္ကန့်ပြေးလမ်းပြန်လျှောက်စက္ကန့်20ပြေးလမ်းပြန်လျှောက်စက္ကန့်30ပြေးလမ်းပြန်လျှောက်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ limit ကိုတိုးသွားဖို့လိုတယ်လို့ပြောပြပါတယ်ဒီလိုမျိုးတိုးသွားမှသာလျှင်ကိုကကိုယ့်ရဲ့ stamina လည်းတက်လာမယ်ပြီးလို့ရှိရင်ပို့ပြီးတော့လည်းမြန်ပြေးနိုင်မှာဖြစ်ပါတယ်တကယ်ပြိုင်ပွဲတွေပါဝင်မယ်ဆိုရင်တော့စက္ကန့်50လောက်ထိကိုပြေးပြီးလို့ရှိရင်လမ်းလျှောက်ပေါ့နော်အဲ့လောက်ထိ train ဖို့လိုအပ်တယ်လို့ကိုထွန်းကပြောပါတယ်ဒါကတော့ကျွန်တော်တို့အင်အားလမ်းပေါ်ပြန်ရောက်နေပါပြီအင်အားလမ်းပေါ်ရောက်တော့ကျွန်တော်ကတော့ဒီကျွန်တော်တက်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းကိုကိုထွန်းကိုပြောပြပါတယ်ဆိုတော့ဒီမှာကတော့ကျွန်တော်တို့လမ်းလျှောက်လိုက်ပြေးလိုက်လမ်းလျှောက်လိုက်ပြေးလိုက်နဲ့သွားပြီးတော့ကျွန်တော်တို့ရောက်ခံနေပါပြီကျွန်တော်တို့ရက်ထားတဲ့ကားပါကင်ပြန်ရောက်တော့9:24လောက်ရှိပါပြီအဲ့မှာတော့မိုးစင်စင်တော့လင်းနေပါပြီအချွေးရတော့တော်လေးရွှဲနေပါပြီဒါပေမဲ့တနင်္ဂနွေနေ့မနက်တိုင်းဂျင်ကအကိုရီမတွေနဲ့အတူတူပြေးဖို့အတွက်တော့အဲ့ဒီခရေကဆက်ပြီးတော့ချိန်လိုက်ကြပါတယ်အပြန်လမ်းမှာတော့ကျွန်တော်တို့တင်တရင်မိုးရင်ကဝင်ပြီးတော့စားလိုက်ပါတယ်တင်တရင်မိုးရင်ကနဲ့အတူတူလက်ဖေးတစ်ခါလဲတောက်လိုက်ပါသေးတယ်ဒီလားတွေမှာတော့ဒီလိုမျိုးမနက်ပိုင်းလမ်းလျှောက်တဲ့သူတွေပြေးတဲ့သူတွေပေါ့နော်ပို့ပြီးတော့များလာတာကိုတွေ့ရပါတယ်ပြီးတော့လည်းဒီလိုပြိုင်ပွဲတွေလည်းလုပ်ပေးတယ်ပေါ့နော်တခြားသော brand တွေကလည်းပြိုင်ပွဲတွေလုပ်ပေးတယ်ဒါကိုတော့ကျွန်တော်တို့ psychology အရ bandwagon effect လို့ခေါ်ပါတယ် bandwagon effect ကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေပြီးလို့ရှိရင်လူအများစုလုံနေရတဲ့အခါမှာကိုကလည်း like လုပ်ချင်ပြီးတော့ like လုပ်ဖြစ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီ bandwagon effect ကတော့ကောင်းသော effect ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးမနေ့စောစောထားပြီးတော့ပြေးတယ်လမ်းလျှောက်တယ်ဆိုတာကကျမ်းမာရေးနဲ့တကယ်ကိုညီညွတ်ပြီးတော့ကိုယ့်ရဲ့ community တစ်ခုပေါ့နော်ကျမ်းမာရေးလိုက်စားတဲ့ community တစ်ခုကိုဖန်တီးနိုင်လို့ဖြစ်ပါတယ်